ညတော့ကလန်ဂျိုးခောက်ဆွဲစားပြီးပြီဆိုတော့မနက်ကျတော့ dumpling သွားစားရအောင်အခုရှန်ဟိုင်းမှာပေါ့နော်ဒါကျွန်တော် dumpling စားဖို့သွားနေတာပါဒီနေရာကတော့ယထာစီးစရာမလိုဘူးကျွန်တော်နေတဲ့ hotel နဲ့ဆိုရင်15မိနစ်လောက်တော့လမ်းလျှောက်ရတယ်ဆိုတော့တိတ်တော့မဝေးပါဘူးဒါကတော့ဒီအခု dumpling စားမဲ့ဆိုင်ကိုရောက်လာပါပြီဒီဆိုင်လေးကပို့ပြီးတော့တက်ရက်တယ်ပို့ပြီးတော့တန်ရှင်းတယ်ပြီးတော့ကျွန်တော်နေတဲ့ hotel နဲ့လည်းမဝေးဘူးဆိုတော့နောက်ဆိုရင်လာစားလို့ရပါပြီဒါကတော့ဆိုင်ရဲ့အတွင်းပုံစံလေးပါဒီမှာခုံလေးရရှိပါတယ်တန်တန်ပြည့်ပြည့်လေးပါဆိုင်ကပြီးတော့ကျွန်တော်သတိထားမိတာဒီဆိုင်ကအမယ်လဲပို့စုံတယ်ဗျသူ့မှာခောက်ဆွဲတွေထမင်းကြော်တွေပြီးတော့အသားကင်တွေလည်းရှိတယ် dumpling တွေလည်းရှိတယ်ဆိုတော့ပို့မိုက်တာပေါ့ဒါကတော့ menu လေးပါတွေ့ရတဲ့အတိုင်းပါပဲအမယ်ကြီးတော်တော်များပါတယ်ဒါကျွန်တော်ကတော့ dumpling စားဖို့လာတာဆိုတော့ dumpling ပဲမှားလိုက်ပါတယ် beef dumpling ပေါ့နော်အမဲသား dumpling ပါဒါကတော့ကျွန်တော် dumpling ရောက်လာပါပြီတရုတ်ပြည်ကအစားအသောက်တော်ဈေးသက်သာတယ်ဗျတခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရှင်းလိုက်ပေါ့နော်အခုကျွန်တော်ဒီ dumpling စားတာတပွဲကို yuan 15 yuan ပေါ့နော်15 yuan ဆိုတော့ဗမာငွေနဲ့ဆိုရင်9000ကျော်1000လောက်ပဲကျတယ်ပေါ့နော်ပြီးတော့ dumpling ကိုလည်းကြည့်လိုက်ပါအများကြီးပါအခု20လောက်ပါတယ်ပေါ့နော်အဲ့ဒီတော့တန်တယ်လို့ပြောရမှာပေါ့အဲ့တော့ကျွန်တော်နဲ့အတူတူဆွဲကြည့်လိုက်အောင် dumplingအရသာကလည်းတော်တော်လေးကိုစားကောင်းတယ်အထဲမှာအမဲသားနဲ့ပေါ့နော်သူကပူပူနွေ့နွေ့လေးပြီးတော့အသားကလည်းမညှိဘူးသူတို့ဂျင်းတွေပါတေချာထည့်ထားတာပေါ့နော်ဂျင်းနဲ့လေးတောင်ရသေးတယ်တော်တော်လေးကိုစားကောင်းပါတယ်ကျွန်တော်က Chinese food တွေကြိုက်လို့လားမသိဘူးကျွန်တော်နဲ့တော့အဆင်ပြေတယ်ဗျဒီဘေးကစီချက်လိုမျိုးဟာလေးနဲ့တွဲဆိုင်ပို့ပြီးတော့စားကောင်းသေးတယ်သူကစီရယ်ငရုတ်သီးရယ်နန်းနန်းပင်ရယ်အဲ့လိုမျိုးလောက်ထားတာပေါ့နော်ကျွန်တော်ကတော့အပြောင်ရှင်းပြီးတော့ bite တော်တော်တင်သွားပါပြီအဲ့တော့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်